ကမ္ဘာချန်ပီယံဆိုတာဘယ်လိုမျိုးလဲဆိုတာကိုပြသလိုက်တဲ့မြမကုံဆောင်ဂျော့ရှူအာဗန်စကောလောင်းမှာစောင်းမတဲ့အစင်ချင်းမတူပဲခြေရလာတိုင်းနေတဲ့ဂျပန်ဖိုက်တာတိုင်ရာကိုအပြတ်သက်တီးထုတ်ပေးလိုက်တာကတော့မြမကုံဆောင်လက်ဝဲသမားဂျော့ရှူအာဗန်ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ဆက်သူကိုကာကြီးပါမိတ်ဆွေတို့အနေနဲ့ဘောလုံးပွဲများစော့ကစားလိုပါကငွေကြေးမိုင်းစိတ်ချယုံကြည်ရပြီးမမ်မာတစ် bonus unit ဖြစ် bonus များလည်းအမြဲတမ်းရှိနေပါတယ်ခင်ဗျာဗန်အတွက်တော့ဒီနေ့ဟာတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါပြီ UFC Flyweight တန်းချန်ပီယံကပတ်ကာကွယ်ပွဲမှာတိုင်ရာကို9ချီမြောက်မာနေဒိုင်ပွဲရက်နဲ့အပိုင်နိုင်ယူပြီးကပတ်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်ဂျော့ရှူအာဗန်ရဲ့ထိုးချက်တွေကတကယ်ကိုအမှုပညာဆန်ဆန်မိုင်လွန်းလှသလိုသူ့ရဲ့ပါနတ်မှုကလည်းအမခန့်ပါပဲ UFC လို့ကမ္ဘာအဆင့်မြေဆုံးစင်မြင့်ထက်မှာထိပ်တန်းဖိုက်တာတွေကိုတယောက်ပြီးတယောက်ဆရာကြအနိုင်ယူပြနိုင်မှုဆိုတာတာမန်ရေချင်းမျိုးနဲ့မဖြစ်နိုင်ပါဘူးအခုလိုထူးချွန်တဲ့ဖိုက်တာတယောက်အနေနဲ့လူမျိုးတူနိုင်ငံသားသူဖြစ်ခွင့်ရတာဟာတကယ်ကိုဂုဏ်ယူစရာကောင်းလာပါတယ်တကယ်တော့ဗန်ရဲ့ထိုးချက်တွေကတကယ်ကိုအားရစရာကောင်းတယ်လို့ကြောက်စရာလည်းကောင်းလုံးပါတယ်ပွဲစဉ်တစ်လျှောက်လုံးမှာဗန်ကအသာစီးနဲ့ထိုးနှက်နိုင်ခဲ့တာဖြစ်ပြီးတိုင်ရာသာအတော်လေးမမာဘူးဆိုရင်အစောပိုင်းချီတွေကလေးကအလဲထိုးနဲ့ပွဲပြတ်သွားနိုင်တဲ့အခြေအနေပါဂျပန်ဖိုက်တာတိုင်ရာကတော့သူ့ရဲ့ထုံးစံတိုင်းမြေပြင်မှာချုပ်ကွက်တွေဖော်ဖို့ပဲတောက်လျှောက်စူးစမ်းနေခဲ့ပေမဲ့ဗန်ရဲ့ခိုင်မာတဲ့ခံစင်းနဲ့တောက်ပြန်မှုတွေကြောင့်ဘာမှမတတ်နိုင်ခဲ့ပါဘူးဗန်လိုဖိုက်တာမျိုးကိုအားပေးရတာကကျွန်တော်တို့မြန်မာပရိသတ်တွေအတွက်တကယ်ကိုတန်ဖိုးရှိပါတယ်ပွဲတိုင်းမှာကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်း PT တွေပျော်ရွှင်မှုတွေနဲ့အောင်ပွဲတွေကိုအပြည့်အဝပြန်လည်ပေးဆက်တက်လို့ပါအခုဆိုရင်ဗန်ဟာဘယ်သူနဲ့မှမတူတဲ့ပြန်ဆိုင်ရှားဖိုက်တာတူဖြစ်လာခဲ့ပါပြီဒီထက်ရှေ့ဆက်ပြီးဘာတွေဖြစ်လာအောင်မလဲပရိသတ်အနေနဲ့ကရောဗန်ဒတ်ဘလောက်ထိမျှော်လင့်ထားလဲဆိုတာမိတ်ဆွေတို့ရဲ့အမြင်တွေကိုပြောပြပေးခဲ့ကြပါအောင်ခင်ဗျာ